Hello အားလုံးပဲမင်္ဂလာပါခင်ဗျာလန်ခီမဆုံးခင်မှာနေဝင်သွားပြီးညများစွာအလင်းမဲ့မြို့ပြတဲ့ကိုစီတီချမ်းကြောဖြတ်ခါအချင်းနဲ့မုံဆိုတာကြောကြီးကဖဲလာရင်ဝင်မမင်းတို့မုံမရှိပါငါရဲ့ချစ်ချင်းများချင်းနဲ့စောင့်တီလာပြောစရာအတိုင်းမျိုးဘုံကလေးဟာအခုတော့ကျုပ်ပြပြီးနေရာစီဝေးကွာနေရပြီတင်းတော်သူများဟာပြတ်တော့ပြည့်စည်ကြအချင်းအသေးကအချင်းလုံးငါမာနတရားကြောင့်လိုဝေးရချစ်လျက်နဲ့ဝေလို့နေလေမင်းတို့ဆိုမုံမရှိပါကဘာဆုံးတီစချစ်နေမှာယုံတော့ကွယ်ရောမြနဲ့နေရတွေ့လေတို့နေအောင်တွေ့ပြီးဆုံးတာအချင်းအဆုံးနဲ့လက်တွေဝင်ရခြင်းနဲ့အချင်းအဆုံး